သမီးတို့ရှိပါလေအနီဒေါ်တန်းရင်နာမည်လေးနဲ့မှာပန်းစည်းလေးလာပြီးတော့ပို့ခိုင်းတာလို့အဲ့ဒါလာပို့ပေးတာအန်ဒီဘယ်သူပို့ပေးတယ်လဲသိလားမသိဘူးတွေ့ရတဲ့သူလေးတွေရှိလားပန်းစည်းပို့ဖို့မရှိဘူးပို့ခိုင်းလိုက်တာတော့ကောင်းလေးတယောက်တော့ပို့ခိုင်းလိုက်တာကောင်းလေးကောင်းလေးငယ်ငယ်လေးပို့ခိုင်းလိုက်တာကောင်းလေးငယ်ငယ်လေးအတိအကျကောင်းလေးငယ်ငယ်လေးရှိလား你တို့မှလည်းတို့သားတွေကအဝေးကြီးဟိုရခိုင်တို့ရန်ကုန်မှာပဲဟုတ်လားအမက်ကကရင်နန်းဒါပဲအခုပို့ခိုင်းလိုက်တာတော့လေနိုင်ငံခြားကလို့ပြောတယ်နိုင်ငံခြားကပို့ခိုင်းတာလည်းကောင်းလေးတဲ့အဲ့ဒီဖုန်းတွေပါတုံးလားလိုင်းတွေပါတုံးလားအဲ့လောက်တက်ဘူးဘာလည်းတက်ဘူးကိုယ်စားတော့ကိုဘေးမတက်တက်ဘူးသားတွေကြီးတွေထည့်ပြီးအဲ့ဆိုရင်ဘသူပို့ပေးတာပါလေကောင်းလေးဆိုတော့မသိဘူးဟိုမြေးရှိမနဲ့မြေးရတယ်သူတို့သူ့ဟာနဲ့မြေးတော့မဟုတ်ဘူးလို့ပြောတယ်ဒီလားအပြင်မှာလည်းအန်ဒီနဲ့တည်တယ်တဲ့အဲ့ကောင်းလေးကလေတိကျတယ်ဒီမှာကြီးအတိရပို့ပေးတယ်ဆိုလက်ခံပေးလို့ရလားကောင်းလေးဆိုတော့လေမိသားစုတွေကတော့မဟုတ်ဘူးအဲ့ကောင်းလေးကမိသားစုတွေကမဟုတ်ဘူးအပြင်ကတမန်ကအန်ဒီကိုပေးရှင်လို့ပို့ပေးတယ်အဲ့လိုမျိုးလေးရလားအန်ဒီအခြားသူတွေအိမ်ကလူတွေရောလက်ခံပေးလို့ရလားအဲ့လိုမျိုးကောင်းလေးပို့ပေးတာဆိုရတာယူလို့ဒီလိုအဆင်ပြေပါမယ်ရှင်အဲ့ဒီကောင်းလေးပို့ရဆိုယူလို့မရဘူးလားအထူးရမှာပေါ့နော်အထူးရမှာပေါ့နော်ကောင်းလေးပို့ရဆိုအဲ့ကိုယ်သိတဲ့လူမှမရှိဘူးအေးမသိတော့လည်းနဲ့လက်ခံဖို့ကခက်တာနော်မိသားစုတွေကလည်းမဟုတ်ဘူးဆိုတော့အထက်မှာတော့သူကတေးသေးဆဆလေးမှာပေးတယ်အထက်မှာလည်းလက်ဆောင်နဲ့2သိန်းထည့်ပေးထားတယ်ဒီလာထဲမှာလည်းအန်ဒီအမတ်ရရက်ကလေးပါလေးရှိလားဘာရှိကိုမြေးတွေတော့ကိုအဲ့မြေးပဲရှိရမြေးပဲအဲ့မလေးမှာ2ယောက်မြေးလေးတော့မဟုတ်ဘူးကိုခိုင်းလိုက်တာမြေးတော့မဟုတ်ဒါပဲရှိတယ်ပြောရှင်းစေချင်လို့တဲ့အခုလိုမျိုးလေးကျိုးပြီးမပြောဘဲနဲ့ surprise လေးပို့ပေးလိုက်တာတဲ့အဲ့လိုမျိုးလေးလည်းမှားထားတယ်ဒါပဲရှိရသူတွေကျိုးလည်းပြောမထားဘူးဆိုတော့ကျိုးပြောမထားဆိုတော့တမိခုနပြောသလိုပဲအဲ့လိုမျိုး surprise ဖြစ်သွားအောင်ပေါ့နော်ကျိုးပြီးတော့တည်နေမပြောရမှာဆိုပြီးအမှတ်တမဲ့ကလေးနဲ့ရောက်လာပြီးလက်ဆောင်လေးရတဲ့ခါကျတော့ကိုပြောရှင်းရအောင်ပေါ့နော်အဲ့ဒီအဲ့ဆိုရင်ဘယ်လိုလုပ်ပန်းစီကတော့ရောက်တော့လာပြီတမိတို့ပြန်တဲ့ယူခိုင်းပေးခဲ့ခိုင်းတာယူတဲ့ပေးတော့ပေးခဲ့ပေးပါတယ်အဲ့လိုမျိုးလေးလည်းမှားထားတာအဲ့ဒီဒီလာထဲမှာအဲ့လိုမျိုးအမတ်ရရက်ကလေးပါလေရှိဘူးလားနည်းနည်းတွေးကြည့်ပေးပါဦးအဲ့လိုပြောတယ်မိသားစုထဲမှာအဲ့ဆိုကိုကိုလေအခုလိုမျိုး surprise လေးပါလေးပေးဖို့ဟိုအရင်နေရပေါ့နော်အဲ့လိုကြိုးပြောထားတဲ့သူတွေရောရှိလားအဲ့ဒီလိုလည်းမရှိပါဘူးသွားကြလာကြပါဒီကသွားလို့ဒီကိုအဲ့ဟိုသမက်တွေတော့ဟာတွေပါခေါ်ခဲ့ပြီးတော့ဖျားဘူးတွေပါပြီးသွားကြတာလေဟုတ်လားအဲ့ဆိုအန်ဒီကပူဇော်ထားတာမျိုးရောရှိလားဘုရားမဟုတ်ခုတော့ဖျားဘူးတော့သိမကြသေးပြန်လာတာလေအဲ့လိုပဲသမက်တွေနှမ်းမှန်သွားဖျားဘူးကြတာဒါဆိုစဉ်းစားအခက်ဒီမှာလက်ဆောင်ကရောက်လာတယ်ပေးတာဘယ်သူပေးတာမှမသိဘူးဖြစ်ကျိုးပြောမထားဆိုတော့ဒီသားစုလေးတွေထဲမှာလေအန်ဒီအဲ့လိုမျိုးလေးတွေဘယ်သူပေးတယ်လဲနည်းနည်းတွေးကြည့်ပေးပါလားဘယ်သူကအဲ့လိုထူးထူးဆန်းဆန်းလေးတွေလုပ်တယ်လဲကိုယ့်ရဲ့မိသားစုထဲမှာပေါ့လေရန်ကုန်လူတွေရှိမှာပေါ့ဟုတ်လားရန်ကုန်မှာလည်းရှိတယ်လားရှိတယ်ရန်ကုန်မှာတူလေးရောမြေးတွေရောရှိတယ်သားတွေရောသားသမီးတွေကဘယ်နှယောက်လောက်ရှိ9ယောက်9ယောက်ရှိတယ်သားလေးတွေကဘယ်နှယောက်လဲသား2ယောက်သား3ယောက်သမီးက3ယောက်အဲ့သားမိုးရမင်းရှိတယ်ဟောသမီးလေးတွေကနာမည်လေးတွေဘယ်လိုခေါ်လဲထထဲဝေတို့အေးတဲ့ကြံတို့မြတ်သူရတို့မြေးတွေမြေးတွေဟောသားကတော့မှသမီးလေးတွေဟောသမီးဟာတင်းတင်းမာတို့ဇင်မာနွယ်တို့ဟောသမီးလေးတွေပေါ့နော်သမီးလေးတွေကပို့တာလည်းဖြစ်စီဖြစ်မှာပေါ့နော်အဲ့ဒီအခုလေဒါပို့ပေးလိုက်တယ်ဆိုတာကလေဒီနေ့ကအမေများနေအဲ့ကြောင့်မလို့ဒီကအမေကိုတို့တွေကခရော့လက်ဆောင်လေးပေါ့နော်ပို့ပေးလိုက်တာကောင်းလေးပို့ပေးတာမဟုတ်ဘူးကောင်းလေးပို့ပေးတာမဟုတ်ဘူးဒါမေမေအတွက်တဲ့မေများနေမလို့ပေါ့နော်သူတို့အဝေးကနေပြီးတော့လှမ်းပြီးတော့ခရော့လိုက်တာသမီးပဲနေတာပဲဟုတ်တယ်အဲ့လေသမီးလေးမတင်းတင်းမာနေပြလိုက်တာဒါမြင်ခုနကတော့သမီးနင်တို့ဖွယ်ရအောင်လည်းဒိုးလေးလေးပေးတယ်မဒါနင်တို့မွေးမယ်ဆိုတော့အဲ့မှာလည်းကြီးလိုက်တဲ့အမကြည့်လိုက်တဲ့ဟုတ်တယ်သူတို့မှားပေးထားတာသူတို့တွေကဟိုကျိုးမပြောချင်လို့ပေါ့နော်အဲ့ surprise ဖြစ်ပြီးတော့ပြင်ဆင်ရအောင်ဆိုတော့
ထဲမှာကတော့လက်ဆောင်နဲ့2သိန်းထည့်ပေးထားတယ်တဲ့အဲ့ဒီကဒါဆိုသမီးလေးကိုပြန်ပြီးတော့ပြောပြပါဦးတစ်ခုခုလေး သမီးကတော့ဘာပြောရမလဲကိုရီးယားတော့သမီးတွေကျမ်းမာပါစေချမ်းသာမြင်တက်တယ်ရတော့ရှေ့ပြီးတော့အိုအောင်မွေးအောင်ဘုံမှာဆိုတော့ဒီတော့ အဲ့ဒီအရင်ကအခုလည်းပြော surprise လေးတွေရဘူးလား အဲ့လိုတော့မရဘူးအဲ့အချိန်ကြလို့ဆိုရင်လှန်လန်ကြော့တယ်တမန်ကောသူတို့ပစ2သိန်း3သိန်းကြော့တယ်အဖျားဘူးသွားမယ်ဆိုခေါ်တယ်သူရွှေသက်တော်ပြန်လာတော့တိတ်မကြသေးဖျားဘူးခေါ်တယ် ဟောအဲ့ဆိုဒီနှစ်ကတော့ဒါထူးထူးခြားခြားလေးဖြစ်သွားတာပေါ့နော်အခုလိုမျိုးလက်ဆောင်လေးနဲ့လှမ်းပြီးကြော့တယ်ဆိုတော့ဒါအမေများနေမို့လို့လေဒီနေ့အခြားသူတွေလည်းအဲ့လိုမျိုးပဲကြော့ကြတာအမေများနေဆိုတော့ surprise လေးအစီအစဉ်လေးတွေလည်းပေါ့နော်သူကလည်းအထူးခြားခြားလေးဖြစ်အောင်ပြောပြီးတော့အဲ့လိုမျိုးပြီးတော့မမေကိုလည်းစကောင်းစကားလေးတွေပြောပေးထားတယ်မမေကျမ်းပါပါစီပေါ့နော်မမေကျမ်းမာရေးကိုလည်းပြီးဆိုင်ပါတဲ့အဲ့လိုမျိုးလေးလည်းပြောပေးထားတယ်နော်အဲ့ဒီဒါလေးအခုရောက်လာတော့စိတ်ထဲမှာဘယ်လိုနေလဲ သိနေလို့ပြောတာပေါ့ဒါပေမဲ့နာခလေးဆိုတော့မရှိဘူးတော့ကိုမြေးနေပါလေတော့ကိုလေးကဖုန်းဆိုလို့ရှိရင်ဘေးတော်မထက်တတ်ဘူးအဲ့တားကြီးလှမ်းတယ်ပြီးအဲ့ဟောသမီးလှမ်းတယ်ပြီးမြေးလှမ်းတယ်ပြီးသူတို့ပြောတာနဲ့ကိုခေါ်တာနဲ့ဒါပဲကြံတာမလုပ်တတ်ဘူး ဟုတ်ဒါအခုတော့တိသွားပြီပေါ့နော်ကိုသမီးလေးပို့ပြီးလဲဆိုတော့တိသွားပြီပေါ့နော်အဲ့ဒီအဆိုရင်ပစ္စည်းလေးလက်ခံပေးတယ်လည်းကျေးဇူးပါနော်